Hello video မတင်တာတော့တော်တော်ကြာပါပြီပေါ့နော်အလုပ်တွေရှုံနေရတဲ့နေမကောင်းနေရတဲ့ဒီနေ့အစ်တစ်ခုလောက်ပဲပေါ့နော်ဟုတ်အရင်တော့ပြောလာတဲ့အတိုင်းပဲ personal question တွေမေးမယ်ပေါ့နော်သူဟာကြတော့အရင်ကတော့ဒီဖြစ်စရာလည်းမလိုဘူးသိရမှာပေါ့ပေါ့ပါလေးပဲဖြည့်အောင်မယ်ပေါ့နော်ဒီစီလေးလိုက်ဖြည့်ပေးမယ်ပေါ့နော်အလို့ဆိုအဲ့မဖြည့်ခင်မအိတ်ခင်အရင်ဆုံးကို self care လုပ်ရမယ်လေနော်အရင်ဆုံး lotion လေးလိမ့်ပေးမယ်နော်lotion လိမ့်ပြီး personal question လေးမေးပေးမယ်နော်ခုဝယ်တာအစ်ဝယ်တာပေါ့နော်သုံးတော့မသုံးရသေးတခွားဒီခုခံပါ moisturizer moisture smoothing gel လို့ပြောရတယ်တည့်ရမှာအဆောင်တွင်းနဲ့ရောက်တော့မယ်ဆိုတော့အသားပတ်တော့မှာလေအဲကြောင့်ဝယ်လာလိုက်တာဘူးလေးကလည်းချစ်စရာလေးမို့လို့အမှန်တော့ရှားဆောင်လက်ပတ်ထည့်ပြီးဝယ်လိုက်တာပေါ့နော်တခွားတီးဖြစ်သွားတယ်အစိမ်းအောင်ဆိုကိုလည်းမသိသေးတယ်လည်းမကြည့်ဖြစ်လို့ရှားဆောင်လက်ပတ်ထည့်လို့ပေါ့နော်ဒါလေးလိမ့်ပေးမယ်နော်ဒါကြောင့်အဲ့လိုမျိုးပေါ့နော်ဆောင်းတွင်းတော့ဘာလို့ဆိုပိုကောင်းလဲတော့ moisture smoothing gel ဆိုတော့လေအသားပတ်တာတွေဘာမှမရှိဘူးပေါ့နော်အစိုးတကိုဖြည့်ပေးရ100%ကိုရီးယားထုတ်တာမိတ်တယ်ကိုရီးယားအဲ့လိုမျိုးလေ product တွေဆိုတော့လေကိုရီးယားထုတ်တာဝယ်တာများတယ်ထိုင်းထုတ်လို့ဘာလို့တကယ်မှနည်းနည်းမကောင်းတော့မဟုတ်နည်းနည်းအတုများအဲ့ကြောင့်မို့ဒါတကယ်မတော့ရသေးလုံးဝအစ်ချွတ်ချွတ်သုံးပေးရနော်ချစ်လို့ခွာဒီနာရရကြည့်ပါအကြည့်အောင်ပဲစိုးစိတ်ပိုင်းတော့မပါဘူးတဲ့တရားစရာကြီးဖွင့်မယ်နော်ဖွင့်လို့မရတော့ဂျာနေဒီလိုဖွင့်မှောက်ကြပါအောင်လေကွာကြည့်ပါဦးOh my god Oh my god အနည်းတော့မှောက်တာအဲ့ဆိုကမြင်လိမ့်ပေးမယ်ဟုတ်ဒီပေါင်မော်ပဲကြာသွားကွာအဲ့ဒီဟာလိမ့်ပေးမယ်နော်နှမျိုးကြာအများကြီးပဲကြာသွားနှမျိုးလိုက်တယ်တင်လို့တင်နေကြာပြီဒါပေမဲ့ခြေဆိုတော့လေလို့စီစီလေးဆိုတော့မကြာအောင်ထင်လိမ့်ပေးမယ်နော်ဒီမှာအများကြီးပဲအများကြီးပဲလိမ့်ပေးမယ်နော်တကယ်အများကြီးပဲနှမျိုးပါလက်ရင်လိမ့်ပေးမယ်နော်ပြီးရင်ကျွန်တော်လိမ့်ပေးမယ်လက်ပေးပါကျွန်တော်ပေးကျွန်တော်လိမ့်ပြီးတော့နှိပ်ပေးမယ်ဒါရောအခုကျွန်တော်ကလက်ရလိမ့်မှာအဖုံးပိတ်လာအောင်ဆောင်းတာလို့မှောက်ကြနေရောနှပြောလိုက်တာမှောက်သွားဆောင်းမဟုတ်တက်နေကွာရှိနေဒါမဲ့လေ
ဖြစ်ပြီးသွားပြီပဲလောက်ရတော့အရင်ဦးဆုံးရိုးတိုင်းလေးရပဲစားလိုက်မယ်နော်နာမည်လေးပြောပါနာမည်ဘယ်လိုခေါ်လဲနာမည်လှတာပဲပြီးတော့အသက်ဘယ်လောက်လဲဒီတက်ပလာလေဘယ်မှာမွေးလဲကိုယ့်ရဲ့မွေးရဌာနပါတော့ဟုံးတောင်းအလဲမပြန်ပြဘူးလားအခုအောင်ဘယ်မှာနေအခုလုံးနေရဲ့အလုပ်ပေါ့နော်အလုပ်ပဲဖြစ်ဖြစ်ကျောင်းသားဖြစ်ဖြစ်ပေါ့နော်အဆင်ပြေရဲ့အလုပ်ငန်းကွက်မှာပဲဖြစ်ကျောင်းမှာပဲဖြစ်တင်တန်းမှာပဲဖြစ်ဖြစ်ပြေတလဲမပြေတလဲပေါ့နော်ဒီလိုပဲပေါ့နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့နော်ကိုပွားမှာအလုံးဝအမားကြီးတို့ထင်တဲ့တစ်ခုပေါ့နော်အဲ့လိုပြန်ပြင်ခြင်းနဲ့ဆိုရင်အဲ့အမားရပြန်ပြင်ခြင်းနဲ့ပေါ့ကွာအဲ့လိုမျိုးဆိုရင်ဘယ်လိုအမားမျိုးဖြစ်မလဲနည်းနည်းကျောင်းလုံးလေးဖောက်လိုက်အောင်မယ်ကိုတော့ကြတော့အဲ့လိုမျိုးပေါ့နော်ဆယ်တန်းဆောင်ဖို့ပွဲပေါ့နော်အဲ့ဆောင်ဖို့ပွဲတော့စာမလုပ်လိုက်မိဘူးပေါ့နော်စာတေချာမလုပ်လိုက်မိဘူးနောက်တက်ကတူရွေးတော့ကြာအခက်တွေ့ရပါတော့တကယ်အဲ့တော့လည်းဘာလို့စာမလုပ်လိုက်မိလဲမသိတကယ်နှစ်စာတော့အတက်ကုန်လုပ်တယ်နှစ်လည်တော့လည်းလုပ်သေးရဲ့နှစ်ဆုံးကြတော့မှပေါ့နော်အဲ့လိုမျိုးစိတ်တွေကကြောက်ကြရဖြစ်ပြီးတော့အဲ့လိုမျိုးမလုပ်ဖြစ်တော့ပါပေါ့နော်ကိုလည်းမှားမှန်းသိရကွာငါဘာလို့မလုပ်လိုက်မိရပဲပေါ့တော့လုံးဝအဲ့ဒါနောက်ပိုင်းကျတချို့တွေပေါ်ကြမှာလားဆယ်တန်းဆောင်မှုပွဲအဲ့လိုဘွားကြီးကိုအဆုံးဖြတ်ပေးရတယ်လေဒါပေမဲ့ဘွားကြီးကိုအဆုံးဖြတ်ပေးရတော့မဟုတ်ဘူးပေါ့နော်အဲ့လိုဘဝရဲ့တစ်စစ်ချိုးလို့ဖြစ်နေတာကွာအဲ့ဒီမှာအမှတ်ကောင်းရင်ကိုယ့်ရဲ့ဘဝကောင်းကောင်းရောက်သွားမှာအဲ့လိုဖြစ်နေကိုကလည်းတခြားလမ်းလျှောက်ခြင်းလည်းလျှောက်လို့ရပါဘောနော်ကိုကတကယ်တော့တက်နိုင်နေပြီဆိုလည်း private uni ကိုတက်ပြီးတော့ဟိုဝါသနာပိုင်းမိကြတွေကိုယူလို့ရတာပေါ့နော်အဲ့လိုလည်းလုပ်လို့ရတာပေါ့နော်ဒါပေမဲ့အဲ့လိုဆက်တမ်းမှာအမှတ်များခဲ့ရင်ကြတော့ကွာနည်းနည်းအခွင့်အလမ်းများရပေါ့နိုင်ငံခြားကိုယူနီလျှောက်တာပဲဖြစ်စကောလာရေးပါရပေါ့အဲ့တော့တကယ်နှစ်ဆတော့လည်းတကုံစူးစမ်းနှစ်ဆတော့လည်းကွာအဲ့လိုမအောင်ရင်တော့ကိုလူကတော့ပါမယ်ဟုတ်ကောဟိုရိုးတော့မအောင်နိုင်ဘူးနှစ်ဆတော့ဆိုမှရိုးကိုလုံးဝမအောင်ချင်တာရိုးအောင်မဲ့စားငါချစ်ချပြင်မှာချပြင်မယ်ပေါ့နော်အဲ့လိုမျိုးပဲနှစ်လည်းလောက်တည်းလည်းစူးစမ်းနှစ်ဆောင်ကြအဲ့လိုဘယ်လိုဖြစ်သွားလဲမသိစိတ်တရားဝါရဟိုအိမ်နဲ့အဆင်ပြေတာရောနောက်ဟိုကိစ္စရောစားလည်းမကြောက်ဆောင်းမဖြစ်ခံနေနော်နှစ်ပတ်3လလောက်လုံးဝမလုပ်အမှန်ငယ်ဆိုကွာအဲ့ချိန်အရင်ကြီးရဲ့ချိန်လေး10တန်းနေတော့ကမျိုးကောင်းလေးကျင်မယ်ဂျာနယ်လေးကျင်မယ်ဘာညာပေါ့နော်အဲ့လိုမျိုးလုပ်ရမှာမလုပ်လိုက်မိအဲ့ကွာတော်မှားရလို့ထင်တယ်ဟုတ်ပြန်စဉ်းစားရင်လည်းအဲ့ဒီမှာလာလောက်လိုက်ရင်ကွာအမှတ်တရတက်ပူကောင်းနိုင်တယ်လို့ယူနီကောင်းအောင်နိုင်တယ်ပေါ့နော်အဲ့ဒီ3လ4လလောက်မလုပ်ပဲနဲ့တော့ဖြေတာအောင်လည်းအောင်သွားရပေါ့နော်အောင်ကလောက်ခဲ့ရင်ကောင်းမှာပဲဆိုရယ်ပေါ့နော်အဲ့လိုတော့ရှိရဲ့ပေါ့အဲ့ရပါတော့ကိုတော့ကကြာအဲ့ဒါလောအမှားကြီးတစ်ခုလို့ထင်နေတော့မယ်အခုတည်းလည်းထင်နေတော့မယ်အပြင်မှာအခုတစ်ခုတက်နေရပေါ့နော်
တက်တရားကွာအော်ငါအဲ့ဒါတေချာဖြေခဲ့ရင်ပေါ့နော်ငါယူနီကောင်းလေးမှာတက်နေရလောက်ပဲခုတည်းကိုကိုအပြစ်တင်နေတော့မယ်အဲ့ကြအခု12တန်းဖြေနေရလို့ရှိရင်လဲစာကြိုးစားကြပါနောက်ဆုံးကြမှာပဲဇာမလျှော့ပါကြပါနဲ့စာကြည့်ကြလောက်ကြမှာတကယ်တော့10တန်းဆောင်ဖို့ပွဲအရေးမကြီးဘူးပေါ့ကြည့်တယ်ဘဝကိုဆုံးဖြတ်ပေးမယ်ဆိုဘဝကြီးတစ်ခုလုံးနဲ့တော့မသက်ဆိုင်ဘူးပေါ့နော်အဲ့ဒီအချိုးကွေ့မှာဆိုရေးပါတယ်လို့ပြောလို့ရပါတော့လို့မျိုးပေါ့အဲ့ဆိုရင်အဲ့ဘက်ကတော့အဲ့လိုမျိုးကိုမှားခဲ့ပဲမြင်ချင်းတဲ့အရာဘယ်ဟာလဲမသိဘူးမနက်ကအမားတွေကောင်တော့ပြည့်ပြည့်လို့ရပါတယ်အဲ့ဒီဟာကကိုမှားခဲ့မှသိတာပဲကိုမှားခဲ့မှသိတာကကောင်းနေပါတယ်နောက်ကြတော့အဲ့လိုမျိုးတငယ်ချင်းပဲနေရောက်ရှိများသားပါတကယ်ချင်းနေရလဲများလိုက်လဲတိတ်မကောင်းတော့အမှစိတ်ကူတရားနေရလောက်ရှင်းရပါတယ်ဖေနဲ့အမေနဲ့ရောအရင်ရင်းနေလားအဲ့လိုမျိုးကအဲ့လိုတချို့ဆိုအဖေနဲ့အမေတကယ်ချင်းပေါင်းကြရဲအဲ့လိုမျိုးအဲ့လောက်ထိရှိလားပေါ့နော်အဲ့လိုမျိုးအရင်ခင်ကြတာဒါမှမဟုတ်တာမှန်ပဲလားအဲ့လိုမျိုးဟိုကြအဲ့လောက်ထိတော့မခင်ကြတော့နဲ့တူပဲအဲ့လိုစကားရလို့ပြကြပါအရင်ကွာသူများမိသားစုလောက်တော့မရင်နေကြဘူးပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့နော်ကိုအခုရောက်နေတဲ့နေရာနဲ့ကိုဖြစ်ချင်တဲ့နေရာနဲ့တစ်ထပ်သေးကြနေပြီးလို့ထင်လားလိုပါပဲလူဆိုတာတော့လူလို့လည်းမလိုက်နိုင်နားလဲနောက်တစ်ခုကကြတော့ကိုဒါအဲ့လိုကွာနောက်ထပ်ပြီးတော့အဲ့လိုပြန်မွေးလာမယ်ဆိုဒီမိသားစုမှာပဲပြန်မွေးလာချင်တာပေါ့နော်မွေးလာချင်ကောင်းပါနောက်တစ်ခုကကြတော့အဲ့လိုကိုပြန်တွေးချင်တဲ့အရင်တော့တငယ်ချင်းတွေရှိလားဟိုအရင်တော့ကွာအဲ့လိုမျိုးဟိုတငယ်လေးတော့တငယ်ချင်းပဲဖြစ်ပေါ့နော်အစတော့ပြတ်သွားတဲ့ငယ်ချင်းပဲရှိလားဘယ်နှစ်ယောက်လောက်ရှိလဲအခုတငယ်ချင်းတွေထဲမှာကိုစိတ်တို့ကိုယ်တို့လို့ခံမှန်းတာကိုစိတ်တို့ကိုယ်တို့လို့တတ်မှတ်ထားတဲ့လူဘယ်နှစ်ယောက်လောက်ရှိလဲကောင်းပါဆိုရင်နောက်တစ်ခုကကြတော့အကြိုက်ဆုံးစောက်တော့အကြိုက်ဆုံးစောက်တော့ဘယ်သူရေးရတယ်မသိဘူးအခုတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်အဲ့လိုစာအုပ်ကိုကြာအဲ့လိုဖက်ပြီးချင်းကြိုက်လိုက်တယ်ကွာအဲ့လိုနောက်ကြာတော့ပြန်ဖက်ရင်အဲ့လိုမကြိုက်တော့ကွာအဲ့လိုမျိုးစိတ်ကမမှန်ဘူးအဲ့ကြောင့်တော့ကြိုက်ဆုံးစာအုပ်ဆိုတော့မရှိဘူးကြိုက်တယ်အဲ့လိုပဲအဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပဲထားလိုက်တော့မယ်နော်အဲ့လေအဲ့ရအောင်မှာဆိုတော့နောက်နေ့မှဆက်မေးမယ်အားလုံးပဲနောက်နေ့မှဆက်မေးမယ်နော်နောက်နေ့ကျရင်ဆက်မေးဖို့အမေကိုနေစဉ်းစားလာအောင်မယ်အခုတော့အိတ်လိုက်တော့နော်အိတ်တော့နော်အဲ့ရင်နော်တတာ